Hello မမေတို့ရေမိခင်ဘဝမှာကြုံတွေ့ရတဲ့အမှန်တရားတွေပြပြမယ်နော်ကလေးငိုမယ်ကလေးရီမယ်ကလေးလေးရဲ့ချစ်စရာကောင်းတဲ့အမှုအကျင့်လေးတွေအပြင်ဘယ်သူမှပြောလို့မရှိအမှန်တရားတွေရှိတယ်ဒါတွေကိုဒီနေ့မှာပြောကြမယ်ကျမတို့မိခင်တွေကတခါတလေကြာရင်အရင်တော့ကလေးမရှိခင်တော့လွတ်လပ်တဲ့ဘဝလေးကိုပြန်တန်းတမိရပြန်သွားကျင်ကြရပေါ့နော်ဒါကလည်းမိခင်တိုင်းမှာဖြစ်လိရှိရဲ့အမှန်တရားတစ်ခုပါပဲကလေးလေးမွေးလာပြီးတဲ့အခါမှာကျမတို့တွေကမလွတ်လပ်တော့ဘူးပင်ပန်းနေသူ့ပင်မဲ့လည်းဒီလိုမျိုးခံစားရတယ်ဆိုတော့ကျမတို့ကလေးတွေကိုမချစ်လို့လုံးဝမဟုတ်ပါဘူးရှင်နောက်ထပ်အမှန်တရားတစ်ခုကတော့ကျမတို့မိခင်တွေမှာဖြစ်လေဖြစ်တာရှိရကိုအပြစ်တင်တဲ့စိတ်ပါပဲတချို့မိခင်တွေကကိုယ်တိုင်ကနှုတ်ထွက်နေလို့နှုတ်ဘူးတွေအခုတိုက်ရတဲ့အခါတခါတလေကြာရင်ကလေးကဖြစ်ဆဆကြေးရတော့မယ့်အချိန်မျိုးမှာကျမတို့မိခင်တို့ဖြတ်လိုက်ရတဲ့အချိန်မျိုးနောက်တစ်ခါကျမတို့လုပ်ငန်းဝင်တာအလုပ်လုပ်ဖို့အတွက်တခြားတနေရာကိုသွားရတာတွေ့ရတာပေါ့နော်ဒီလိုအချိန်မျိုးမှာလည်းကလေးကိုထားခဲ့တဲ့အခါမှာကိုအပြစ်တင်တဲ့စိတ်တွေဆိုတာကဒါမိခင်တိုင်းမှာဖြစ်လေဖြစ်တာရှိရဲ့တဘာဝပဲပေါ့နော်ဒါကလည်းမိခင်တွေကြုံရတဲ့အမှန်တရားတစ်ခုပါပဲရှင်မိခင်ဘဝကိုရောက်သွားတဲ့အခါမှာကျမတို့အိမ်တော်ရေးတွေမှာလည်းအပြောင်းလဲလေးတွေကြုံရပါတယ်အရင်တော့လိုမျိုးမိမတောင်ဝန်ယောက်ျားတောင်ဝန်ဆိုတာထက်မိခင်တောင်ဝန်ဖခင်တောင်ဝန်တွေဆိုတာကပိုလာတယ်ဒါကြောင့်မို့သားသမီးတောင်ဝန်လေးတွေကိုပူပေါင်းလှုပ်ဆောင်ရတဲ့ပုံစံလေးတွေအဖြစ်ပြောင်းလဲသွားတတ်ပါတယ်ရှင်နောက်ထပ်အမှန်တရားတစ်ခုကတော့ကျမတို့ခန္ဓာကိုယ်ရဲ့ပုံစံတွေက changes တွေဖြစ်သွားပါတယ်ခန္ဓာကိုယ်ကပုံစံမတူတော့ဘဲနဲ့နည်းနည်းဝါလာတာမျိုးဖြစ်နိုင်တယ်ခန္ဓာကိုယ်ရဲ့အရေးပြားတွေကလည်းတစ်ခါတလေကြာရင်ရော့တွဲလာတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါတွေကလည်းမိခင်တွေမှာကြုံတွေ့ရတဲ့အမှန်တရားတစ်ခုပါပဲဒီအတွက်လည်းကျမတို့မိခင်တွေကအမြဲတမ်းကိုဂုဏ်ယူပါတယ်နောက်ထပ်အမှန်တရားတစ်ခုကတော့ကျမတို့စီမှာကျမတို့မသိလိုက်တဲ့စွမ်းအားတွေစွမ်းရည်တွေပေါ်ထွက်လာတာပေါ့နော်အဲ့တော့ညဘက်တညလုံးကလေးကိုမအိပ်ဘဲနဲ့ထိန်းခဲ့ရတဲ့မိခင်ဆိုပေမဲ့မနေ့ကျရင်အလုပ်သွားမယ့်ဟာကိုတေချာပေါက်တက်ကြွနဲ့အလုပ်ချိန်မီအောင်သွားနိုင်တဲ့စွမ်းရည်တွေပေါ်လာတယ်။အိမ်အလုပ်လုပ်ကမဲ့အမေကလည်းမနေ့မိုးလင်းသူအရင်ဆုံးနိုးပြီးတော့အိမ်အလုပ်တွေကိုလုပ်နိုင်တဲ့စွမ်းရည်တွေပေါ်လာတယ်။မိခင်တွေမှာလုံးဝထူးခြားတဲ့စွမ်းရည်တစ်ခုကတော့ multitasking လို့ခေါ်ရဲပေါ့နော်။အလုပ်2ခု3ခုတပြိုင်တည်းလုပ်နိုင်တဲ့စွမ်းရည်တွေပေါ့နော်။အဲ့တော့ဒီတွေကမေမေတွေကရောတပြိုင်တည်းဘလို့အလုပ်တွေလုပ်နိုင်လဲဒါလေးကိုလည်း comment မှာမှန်းခဲ့ပေးပါအောင်နော်။အဲ့တော့ကျမတို့မိခင်တွေအားလုံးက super woman တွေ super hero မေမေတွေဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ဖို့လိုအပ်နေတဲ့သူတွေရှိရဆိုလို့ရှိရင်လည်းညှဝေပေးခဲ့ပါဦးကျမကတော့ရွှေရမင်းဦးပါမေမေတို့ရဲ့အိမ်အောင်ရေးကလေးပြုစုဆောင်ရှောက်ရေးတွေနဲ့ပတ်သက်ပြီးတော့အဓိကဝေမျှနေတဲ့ relationship နဲ့ parenting coach တယောက်ပဲဖြစ်ပါတယ်ရှင်